ဒီမှာဖြစ်ပါရှင်တနေ့မြရတော့ပေါ့နော်ဒါဒီကိုဒီလိုမျိုးပေါ့နော်ဒီလို recorder အလုံးလေးပေါ့နော်ဒီလိုမျိုးအခုပြနေလို့မင်းအောင်လုံးလေးဘယ်လိုလုပ်ရလဲလို့ဒါမေးရပေါ့နော်ဆိုတော့ဒီဒါလေးလုပ်ပြီးလေးပြပါမယ်ခါဆိုဒီ Play Store ထဲသွားလိုက်ပါ Play Store သွားနေဆိုရပေါ့နော်ကျွန်တော်အခုလိုမျိုးတွေတွေ့ပါလိမ့်မယ်မဒီလိုမျိုးတွေတွေ့ပါတော့အဲ့မှာဆိုကျွန်တော်ဒီအောက်က Cash bar ဆိုတော့မှန်ဘူးလေးရဲ့အဲ့လိုမျိုးပုံလေးနေပေါ့နော်အဲ့မှာဒီ Cash App Game ဆိုရဟာလေးနေပါအဲ့မှာကျွန်တော်ရှားမှာပေါ့နော်ဒီမှာဒီကဘာလုံးလိုမျိုးဟာလေးနေပါအော် sorry အဲ့ဒီနေလိုက်ပေါ့နော်အဲ့ဒီဒီမှာကျွန်တော် H ဆိုရလိုက်ပါဒီမှာဒီ H ဆိုရလိုက်ပါနော် H ပြီးလို့ရှိရင်R ရိုက်လိုက်ပါ H ပါရောဂျန်နီပြရတယ်လည်းရတယ်မလူမျိုးလေးပေါ်မယ်ပေါ့နော် H recorder ဆိုပြီးလူမျိုးလေးပြောမယ်မ H recorder နှိပ်ရပေါ့နော်နှိပ်ပြန်ရင်လူမျိုးလေးတည်ပါမယ်အမှဟောနော်သူကနှစ်ခုရှိပါတယ်ဂျန်နီကတော့ဘာလို့ဒီအောက်ကဟာလေးသုံးမှာမှာဒီပေါ်ဟာတော့ဂျန်နီလည်းမသုံးဘူးတော့မသိဘူးပေါ့နော်ဒီမှာဂျန်နီပြရဆိုတော့ဒီမှာဒါလေးပဲရှိပါတယ်ဂျန်နီကဒါသုံးတယ်ပေါ့နော်ကဲမှာသူ့လည်းဒီမှာလူမျိုးကစားရတာပေါ့နော်ကစားနည်းတော့တစ်ခါပြထားတာဂိမ်းဆော့ရလည်းအရင်သုံးဝင်နေပေါ့နော်ဆိုတော့ဒီမှာ open အောင်နေပါမထောင်ရတဲ့ဒီလေးရနားမှာ install ဆိုပြီးပုံမှာပေါ့နော်ခင်ဗျာထောင်ယူလို့ open ပေါ်ပါအမှကြော်ညာတော့တက်ပါကြော်ညာတက်ရှင်းပြီးခံပါဆောင်းမှာကျတော့အမှမတော်ဟိုတော့လူမျိုးတည်ပါမယ်အမှဂျန်နီဒီခုပြထားလေမွန်ရခဏုတ်ကလေးရပေါ့နော်ဂျန်နီခုရိုက်ပြနေတဲ့ဟာဂျန်နီခုရိုက်ပြနေတဲ့ဗီဒီယိုပါဂျန်နီခုရိုက်နေတဲ့ဟာပေါ့နော်ဒါမျိုးဟာတွေထုတ်လို့ရတယ်ပေါ့နော်ဒါပေမဲ့ရိုးရိုးတော့ထုတ်လို့မရပါဘူးသူတို့ရဲ့ app ကို on မှာထုတ်လို့ရပါဒီနာ brush ကကြတော့ပေါ့နော် brush ကလည်းကြမ်းအော် brush ကိုနှိမ့်ပေါ့နော်အေးပါရတယ်ဆိုတာမှာအဲ့ဒါတော့ခလုတ်ကလေးလိုက်ထောက်ရတာပေါ့နော်ဥပမာပေါ့နော်ရှင်းကြရတာပေါ့နော်အဲ့လိုမျိုးဒါရပါလူရက်ကိုမေးရမလားPlay Store မှာဘယ်လိုဂိမ်းကောင်းရလဲအဲ့လိုမျိုးမေးတော့ကိုကဘာလို့ရှင်းပြလူမျိုးထောင်တော့ဘာညာပေါ့နော်ဒီနားလေးကလူမျိုးစုပ်တန်လေးကကြတော့လူဝိုင်းကြပေါ့နော်မှာရောင်လေးလဲရှောက်ချဲလို့ရတယ်ကွာအဲ့ဒီချဲပြတော့ပေါ့နော်ဒီဟာလေးကကြတော့တော်ဒီလိုလောက်ရပါအဲ့လိုမျိုးလေးပေါ့နော်အကြီးရဲလို့ရပါတယ်နောက်ပြီးဒီညောင်းနှိမ်ကြတော့ဗါလေဒီမှာပါ Play Store တွားရပါတယ်ဆိုပြီးတော့အဲ့တော့အယောင်လေးပြောင်းလို့ရတာပေါ့နော်အယောင်ကျင်းရပြတယ်လေကမဲအောင်မဲကိုကျတဲ့အမဲအောင်ပြောင်းကိုကျတဲ့ရောကိုပြောင်းလို့ရတာပေါ့နော်အမဲအောင်လေးပြောင်းလိုက်အဲ့ညတော့ချင်းနေဝင်တော့မှာဒီတော့ပြပြီလေအဲ့ညတော့အမဲလေးလိုလိုက်ပါရှားပါနော်အဲ့ဒီခုနအထက်ပြန်နေမို့တော့ကြော်ညာတော့တက်ပါတယ်ကျွန်တော်တချင်းကြီးခံမယ်နောက်ပြီးဒီ screenshot ကကြတော့ဒီနေ့ကို face ကိုပေါ်တာပေါ့နော်အဲဒီနေ့ကတော့လုံးဝကြားရပါတယ်ဒီ face ကိုကြားရပါဒီနားလေးကလည်းအခုဂျန်နီရိုက်ကြနေရပါတော့ဒါဂျန်နီပေါ့နော်ဒီဘာလို့အေးsorry ပါရှင်တဲ့ဒီကနေ့ကြော်ညာတက်သွားပါတယ်ကျွန်တော်ကပေါ့နော်ဒီ screen recorder လေးကဘယ်လိုဝင်ရမှာသုံးဝင်လဲဆိုတော့ပေါ့နော်အခုကျွန်တော်တို့မျိုးဗီဒီယိုရိုက်တဲ့ game ဆိုတဲ့ view ရိုက်ရှင်တဲ့သူတွေအတွက်သုံးဝင်နေပေါ့နော်နောက်ပြီးအဲ့ဒီ view ရိုက်ထား YouTube မှာ YouTube TikTok တို့ live မှာတင်နေတဲ့သူတွေအတွက်သုံးဝင်နေပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ game ဆိုရတာဝနာပိုင်းနေတဲ့သူတွေအတွက်လည်းအရင်အသုံးဝင်ပါတယ်အဲ့ဒါမလို့စမ်းထောင်းပါလို့အဲ့လိုပြောချင်ပါရှင်ဆောင်းနေဆောင်းပြီးပါနော်အမအဲ့ဒီမှာဗီဒီယိုလိုက်ရိုက်လို့ရတယ်လို့ဒီနာ edit ဆိုတဲ့ဟာလေးနှိမ့်ရင်အရင်ကဘာရမလဲဆိုတော့ edit video edit photo ပေါ့နော်ဗီဒီယိုအရင်ကဘာနော်ကိုဒီနေ့ရောပေါ့နော်အမဒီလိုမျိုးပေါ့နော်ကိုဂိမ်းဆော့ထားဗီဒီယိုလေးကိုလည်း edit လို့ရပါတယ်ဆိုတော့ view edit မျိုးလည်းတည်ကျင်ကြလာပေါ့နော်ယနေ့က view edit နေတည်ပါတယ်ဒါနဲ့ပေါ့နော်ကိုရတဲ့ဗီဒီယိုတွေကို edit ထားပါရှင်edit နေတည်ကျင်နေဆိုရင်တော့ comment မှန်ခဲပေါ့နော်ယနေ့edit လေးပြပြပေးပါမယ်edit နေနောက်ဗီဒီယိုကြရင်လာမယ်ပေါ့နော်
အခုကကြာချင်းဒီ view ရိုင်းနီးလေးဘာလေးဒါပြောပြရပါတော့ view ရဲ့ချိန်တော့ဒီကုံလုံးကိုလိုချင်ဒီလေးခုလုံးလိုရင်သူတို့ရဲ့ app ကို on ထားမှရပါမယ်သူတို့ရဲ့ဒီ X recorder app ကို on ထားမှရမယ်ပေါ့နော်ဒါချင်းစတင်နေမှာတော့ဒီအားတော့တိတ်မသိလို့ပေါ့နော်ဒီနေ့လည်းတိတက်တော့လေးပဲလာရှင်းပြပါပေါ့နော်view editor ကျွမ်းတဲ့သူလေးတွေကတော့ဖြစ်ပါ view editor မသိတဲ့သူလေးဆိုရင်တော့ဒီနေ့ comment မှန်ခဲ့ပါရှင့်ဒီနေ့ view editor ဒီနေ့တိတက်တော့လေးပြပြပေးပါမယ်ဒါလေးကဒီနေ့ခုတည်းလောက်ရိုက်ထားတဲ့ဗီဒီယိုလေးတွေဖြစ်ပါတယ်အဲ့ရောရိုက်တာပေါ့နော်ကဲအမအဲ့ရောကရိုက်ထားတဲ့ဗီဒီယိုလေးတွေဖြစ်ပါတယ်ရဲကြအများကြီးပဲပေါ့နော်ဒီနေ့ဖုန်းဆက်လေးလို့ဖျက်လိုက်တာပါဆိုတော့နေ့ဗီဒီယိုလေးကလောက်ပဲရှေ့ဒီနေ့ဗီဒီယိုလေးဒီနေ့အကောနော်ဒီလိုမျိုး screen recorder လုံးလေးဘယ်လိုလုပ်ရလဲလို့လာမေးရတူလေးရှင်းဘယ်လိုလေးမှပြပြလိုက်ပါပြီရှင်အားလုံးပဲဗာတိချင်ကြလဲပေါ့နော်အဲ့ဒါဗာတိချင်လဲ comment မှာမှတ်ခဲ့ပါအားလုံးပဲဘိုင်မှာ view edit နေသိချင် comment မှာမှတ်ခဲ့ပါရှင်